ထာပနာကဘာကြောင့်ထဲမှာလဲဖေဟာဒီမှာလားဖေဟာတဲ့အလဲမှာပေါ့အလဲမှာသွားเจ้าကြီးရဲ့အလဲမှာပေါ့နော်ပုံမှန်တော့ဦးဇင်းတို့ထာပနာဆိုတာကဖေဟာမှာပဲသုံးတာပေါ့နော်ဒါပေမဲ့เจ้าနေမှာလဲထာပနာကောင်းပါတယ်အထူးအပြင်သာသနာ့တီမှာပေါ့နော်ဒါတွေကိုဒီဦးဇင်းတို့မစိုးရင်เจ้าထဲမှာဒါဇွဲထက်မိသားစုကထာပနာမယ်ထာပနာတဲ့အတွက်နောက်တစ်ချိန်မှာเจ้าကြီးပြိုပြက်ခဲ့ရင်ဒီထာပနာတဲ့ရွှေငွေတွေကနေပြန်ပြီးတော့နော်ပြန်ပြီးတော့နောက်တစ်ချိန်မှာကျောင်းကြီးပြန်လဲတီဆောက်နိုင်အောင်ပေါ့နော်အဲ့ဒီရွယ်ချက်နဲ့တီးတာပေါ့နော်အရင်တော့ကလည်းအရင်ဦးဇင်းတို့မစိုးရင်ကျောင်းတကာကြီးဥသက်ရှည်တုန်းကလည်းအဲ့လိုလုပ်ခဲ့ရပါပေါ့နော်သူကတော့ကျောင်းကြီးတွေရဲ့တိုင်တွေမှာဖျားခန်းတွေမှာအကုန်လုံးရွှေတွေချခဲ့ရပါပေါ့နော်ရွှေစစ်တွေချပြီးတော့အခုလုပ်ခဲ့တယ်အခုဦးဇင်းတို့ငလင်ကြောင့်ပြိုသွားတော့အဲ့ဒီရွှေတွေကိုရလိုက်တယ်ပေါ့နော်ကျောင်းတစ်ဆောင်ကို32,000ဖို့လောက်ရတယ်နော်ကျောင်းတစ်ဆောင်ကို32,000ဖို့လောက်ပြန်ရရတယ်နော်ဒါပြောမယ်ဆိုရင်သူ့ရဲ့ခက်မှာလဲသူ့ခက်လျောက်ထာပနာခဲ့တာပေါ့နော်ဒါကတော့ဇွဲထက်မိသားစုကဦးဇင်းတို့မစိုးရင်လေတိုင်းမှာထာပနာမဲ့ရတယ်နော်အဲ့သူ့ရဲ့ရွယ်ချက်ကနောက်တစ်ချိန်မှာကျောင်းကြီးပြန်ပြက်ခဲ့ရင်နောက်နှစ်200မှာကျောင်းကြီးပြန်ပြက်ခဲ့ရင်ပေါ့နော်နောက်လူတွေပြန်မဆောက်ဖို့ခက်ခဲခဲ့ရင်ပြန်လဲတိဆောက်ဖို့ပေါ့ဒီယရနာတွေနဲ့နော်ထာပနာတာပါနော်ဦးဇင်းတို့စာသနာကြီးကိုနော်မစိုးရင်စာသနာ